မင်္ဂလာပါကျွန်တော်ပဲ Rash ပါကျွန်တော် channel မှာဒီနည်းပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါတင်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် channel ကိုစိတ်မဆိုင်ရဆိုရင်subscribe လုပ်လို့ရပါတယ် okay အဲ့တော့ကျွန်တော်ဒီနေ့ပြောပြသွားမှာကကျွန်တော်ကိုယ်ပိုင် sticker လေးကျွန်တော်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုး sticker လေးထုတ်တဲ့နည်းပေါ့နော်ဥပမာကိုယ့်ရဲ့ပုံကနေပြီးတော့ဒီလိုမျိုး sticker ထုတ်တဲ့နည်းကိုပြောပြသွားဖြစ်ပါတယ်လွယ်ပါတယ်အရင်လွယ်ပါတယ်ကျွန်တော်ဒီမှာကျွန်တော်ကိုယ့်ရဲ့ပုံပေါ့နော်ကျွန်တော်တို့ဒီမှာဒီပုံမဟုတ် sorry ကျွန်တော်ဒီပုံလေးကျွန်တော်ထည့်တင်တယ်တော့ကျွန်တော်ယူလိုက်မယ်လောဘထားပုံလေးပဲကျွန်တော်ထည့်လိုက်မယ်ပေါ့နော်အစမ်းနေတယ် okay အဲ့တော့အဲ့လိုမျိုးပုံလေးကိုထည့်ပြီးတော့လို့ရှိရင်ကျွန်တော် pro တော့ဒီလိုမျိုးပေါ့နော် create gbq enemy ကတော့ png style ဆိုပြီးကျွန်တော်ထည့်လိုက်ပါအဲ့တော့ကြိုက်တဲ့ပုံလေးထည့်လို့ရတယ်ဥပမာ enemy ပုံလေးလည်းထည့်လို့ရတယ်ပေါ့ထားပါတော့ဒါလို့လည်းဒီပုံလေးနဲ့မထည့်ပြတော့ gb စေးရှာပြေးစေးရှာပြန် gbq ခတ်တော့ png style ဆိုပြီးတော့ကျွန်တော်ပြောလိုက်ရင်ရပါပြီတော့အများကြီးလိုပါဘူးပုံနဲ့ဒီ prompt လေးနဲ့ထည့်ပြလိုက်ရင်ကျွန်တော်ဒီလိုမျိုးဒီလိုမျိုးပုံလေးကိုယ့်ရဲ့ပုံချစ်ပြီး control style ကြီးပြောင်းပေးတော့ပါလိမ့်မယ်ဒီအနေပြီးတော့ okay အဲ့တော့နည်းနည်းတော့ဆောင်းလိုက်ရင်ရပါပြီမှာပေါ့တော့ဒါဆိုရင်ကျွန်တော်ကိုယ့်ရဲ့ဒီပုံဒီလိုမျိုးချစ်ပြီး control အနေပုံလေးရပါပြီပေါ့အဲ့တော့ရပါပြီဆိုရင်ကျွန်တော်ဒီလိုမျိုးဒီလိုမျိုးကို post မျိုးမျိုးနဲ့ပေါ့ဒါလေးကျွန်တော်ဘယ်လိုမျိုးထုတ်မလဲဆိုတော့ဒီမှာကိုလိုချင်တဲ့လောက်ပေါ့ထပ်ပြီးတော့ကျွန်တော်ရေးလိုက်like 8ခုဆို8ခုပေါ့ဗျကျွန်တော်6ခုပဲပြလိုက်တော့ sticker list ဘာညာဆိုပြီးသူပြောပြီး for this ပေါ့ okay အဲ့တော့ပြောလိုက်ထွက်လာပါလိမ့်မယ်ခဏလောက်စောင့်လိုက်ပါ okay generate လုပ်နေပြီကြည့်လိုက်ပါကျွန်တော်ဒါလုံးဝကိုကျွန်တော်တို့လောက်ထားတဲ့ဒီပုံကနေပြီးတော့ကျွန်တော်ဒီလိုမျိုးပုံလေးကိုရရှိလို့တော့ဖြစ်ပါတယ်အဲ့တော့လုံးဝလွယ်ပါတယ်ဘာမှခက်ပါဘူးကျွန်တော်ဒီမှာလုံးဝပထမဆုံးသူ့ကို GP carton style နဲ့လောက်ခိုင်းလိုက်လောက်ပြီးတော့လို့ရှိရင်ငါ့ကိုဒီ6ပုံပေါ့နော်ပုံ6ပုံ sticker list image လောက်ပြီးပေါ့နော်အဲ့ character ပို့ပဲပြီးတော့ png format နဲ့ဆိုပြီးတော့သူပြောလိုက်တယ်ပေါ့နော်အဲ့လိုပြောလိုက်ရင်ဒီမှာသူထုတ်ပေးသွားတယ်ပေါ့နော်အဲ့ဒါကိုကိုယ်မကြိုက်သေးဘူးဆိုရင် add more ပေါ့နော် more ဆိုပြီးထပ်ပြောပြီးတော့လေလောက်ခိုင်းလို့ရပါတယ်ဒါမှမဟုတ်ကိုကြိုက်တဲ့ post ပုံစံအောင်လည်းကိုယ်ကိုယ်တိုင်တရားရိုက်ပြီးတော့လည်းထပ်ပြောလို့ရပါတယ်အဲ့တော့နေ့ဗီဒီယိုဒီလောက်ပါပဲကျွန်တော်ဆိုရင်တော့တော့နားလည်မလို့ယူပါတယ်အဲ့တော့လွယ်လေးပါဒါလေးကိုကျွန်တော်ဒီမှာထောင်းလိုက်ရုံပဲပေါ့ okay အဲ့တော့ done တော့ဒီမှာကိုပုံကနေပြီးကိုရဲ့ကိုပိုင် sticker လေးတွေကိုလွယ်လွယ်ကူကူထုတ်လို့ရမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye